ပဲကလာဟင်းချက်ပြပါမယ်ရှင်ပါဝင်တဲ့ပါဝင်ပစ္စည်းတွေကိုတော့ဒီထဲကအမြင်နဲ့အတိုင်းပဲအသီးရွက်တွေအသုံးပြုထားတာဖြစ်ပါတယ်ရှင်ပဲကိုတော့တညရေစိမ်ပြီးတော့မှတေချာစွာပြုတ်ထားပါပြီးရင်တော့ပါဝင်တဲ့သီးနှံလေးတွေကိုမိမိအဆင်ပြေသလိုအတုံးလေးတွေတုံးပြီးတော့မှကျမတို့ထည့်သုံးပါမယ်ရှင်အသီးရွက်ကတော့ကိုကြိုက်တဲ့အရွက်ထည့်နိုင်တယ်အဓိကတော့ရုံးပရိသီနဲ့ပဲတောက်ရှိကိုတော့မဖြစ်မနေထည့်သင့်ပါတယ်ပြီးရင်တော့ကျမတို့တွေကချက်သွန်နီစီချက်တက်ပါမယ်ရှင်ပြီးရင်တော့ကျမငုတ်တီမုတ်ထည့်တယ်အဲ့ဟာလေးတွေကိုမွေးတဲ့အထိစီချက်တက်မယ်ပြီးရင်ပြုတ်ထားပြီးတော့မှထောင်ထားတဲ့ပဲကိုသုံးပါမယ်ပဲဝါချံအသုံးပြုထားပါမယ်ပဲကလိုင်းဟင်းနဲ့အလိုက်ဖက်ဆုံးကတော့စိမ်းစားငပိထောင်ဖြစ်ပါတယ်အဲ့ဟာကိုကျမဗီဒီယိုနောက်ထပ်တစ်နေ့မှာထပ်တင်ပေးပါမယ်ရှင်ကျမတို့ကြက်ရခတ်တဲ့အသီးနှံတွေကိုအရင်ထည့်ပြီးတော့မှချက်ပါမယ်ပြီးရင်တော့ကြက်ရလွယ်ကူတဲ့အသီးနှံတွေကိုကျွန်တော်နောက်ဆုံးထည့်ပါမယ်အရသာမုတ်ထည့်မယ်ကျွန်တော်ကတော့အသီးရွက်မုတ်သုံးတယ်ပြီးတဲ့ခါကျရင်အချုံမုတ်နည်းငယ်စားနည်းငယ်နဲ့ငံပြရည်နည်းငယ်ထည့်တယ်ပြီးတော့တကြားနည်းငယ်သုံးပါတယ်ထန်ဒီမုတ်နဲ့လုပ်တဲ့တကြားကိုသုံးတယ်ပေါ့နော်မသုံးချင်လည်းရပါတယ်ကျွန်မအချုံမုတ်အရင်မသုံးတော့တကြားကိုအနည်းငယ်ထည့်သုံးတာဖြစ်ပါတယ်ရှင်ပြီးရင်တော့ကျွန်တော်တို့ကရုံးပရိသီကိုနောက်ဆုံးမှထည့်မဆလာထည့်ပြီးတော့မှရတာရှိတဲ့ပဲဟင်းလေးကိုသုံးဆောင်နိုင်ပါပြီရှင်အားလုံးကိုကျေးဇူးပါ